အားလုံးသိကျင်နေကြတဲ့တိုက်တန်နစ်သင်္ဘောပြက်ကြီးစီကိုလေးလာစူးစမ်းဖို့တွားတဲ့တိုက်တန်ရင်ကုန်သင်္ဘောလေးရဲ့အခြေအနေကိုသိသလောက်ပြောပြပေးမယ်။ဟိုရက်ကဒီအကြောင်းနဲ့ပတ်သက်ပြီးတော့လည်းနည်းနည်းပြောထားတဲ့အတွက်ကြောင့်မလို့အခုချိန်မှာနောက်ဆုံးရအခြေအနေရဲ့သုံးသပ်ချက်ကိုပဲပြောပြပေးမယ်နော်။အဲ့တော့မနေ့ကကြာသပတေးနေ့မှာအမေရိကန်ရေတပ်ကပြောတယ်ဒီတိုက်တန်ရင်ကုန်သင်္ဘောလေးဟာဒီပင်လယ်ရေအောက်မှာ implosion ဖြစ်ပြီးတော့တစားစီကွဲထွက်သွားတယ်လို့ပြောတယ်။ implosion ဆိုတာဘာလဲဆိုလို့ရှိရင်သူကဒီအကြီးမားတဲ့ရေဖိအားကြောင့်အတွင်းကိုခြိုင်ပြီးတော့အကွဲပြီးတော့သူကတစားစီကွဲထွက်သွားတဲ့သဘောမျိုး implosion လို့ပြောတာအဲ့တော့ဒီလို implosion ဖြစ်သွားတဲ့အချိန်မှာအတန်တစ်ခုဖြစ်တယ်အဲ့ဒီဖြစ်တဲ့ကွဲထွက်သွားတဲ့အတန်ကိုဘယ်လိုလို့သိလဲဆိုရင် American ဒီကမ်းခြေဆောင်ဒီထောက်လိုင်းရေးစနစ်မှာသူတို့မှာ secret acoustic monitoring system လို့ခေါ်တဲ့ပင်လယ်ရေအောက်ကိုခိုးဝင်လာတဲ့ရင်ကုန်သမောလိုရင်ငယ်မျိုးတွေကိုတော့ drone လိုဟာမျိုးကိုနားထောင်ပြီးတော့ထောက်လန်းနေတဲ့ဒီ secret acoustic monitoring system ကပြီးတော့ record တွေတွေ့ရတယ်လို့ပြောတယ်အဲ့တော့မနေ့ကညမှာပဲဒီကြာသပတေးနေ့မှာပဲအမေရိကန်ကမ်းခြေဆောင်တပ်ဖွဲ့ကလည်းပြောပြီးသူတို့တွေကဘာတွေ့လဲဆိုရင်သူတို့က robot ကိုလွှတ်ပြီးတော့ပင်လယ်ရေအောက်မှာလိုက်ရှာနေတာအဲ့ဒီသူတို့ရှာနေတဲ့လိုက်ရှာနေတဲ့ robot ကပြီးတော့ဒီ Titanic သင်္ဘောရဲ့ဒီအမီးပိုင်းကမီတော့488မီတာအကွာအဝေးမှာ Titan ရင်ကုန်သင်္ဘောလေးကအစိပ်ပိုင်းတွေလို့ယူဆရတဲ့အပိုင်းတွေကိုတွေ့တယ်အဲ့တော့သူတို့ကြည့်ရတဲ့ပုံစံအရအမီးကလုံးဖြစ်နေတဲ့ပုံစံရယ်နောက်ပြီးတော့ကိုယ်တွေကအဲ့ဒီ Titan ရင်ကုန်သင်္ဘောလေးရဲ့ကိုယ်တွေကအစိပ်ပိုင်းနှစ်ခုကိုကိုယ်တွေအစိပ်ပိုင်းနှစ်ခုကိုကြည့်ရတာတပုံစံနဲ့ဒီ Titan ကလို့သူတို့ကယူဆလို့ရတယ်ဒါကြောင့်သူတို့က confirm လို့ပြောတယ်ဒါပေမဲ့အဲ့ဒီနေရာမှာဒီလူနဲ့ပတ်သက်တဲ့အလောင်းတို့အဲ့ဒီအကျွင်းကြံအစိပ်ပိုင်းတို့တစ်ခုခုနဲ့ပတ်သက်ပြီးတွေ့ရတဲ့အကြောင်းတော့ဒီလေးမပြောသေးဘူးနောက်တစ်ခုကဘာပြောလဲဆိုတော့အဲ့ဒီအမျိုးတော့ဒီ Titan သင်္ဘောလေးကဘာဖြစ်သွားတာလဲဆိုတာကိုအသေးစိတ်ပြောဖို့ရန်စော်လွန်နေတယ်လို့ပြောတယ်အခုဒါကမှန်းဆချက်ပဲရှိတယ်အဲ့တော့ဒီနေရာမှာစပြောက်တယ်ဆိုတဲ့ကဘာလို့ကြလဲဆိုလို့ရှိရင်ကနေဒါရောအမေရိကန်ရောပြင်သစ်ကရောသူကလင်းရောဒီကယ်ဆယ်ရေးယာဉ်တွေနဲ့ရောနောက် robot တွေရောသုံးပြီးတော့ drone တွေရောသုံးပြီးတော့သူတို့ကတောက်လျှောက်လိုက်ရှာတာအဲ့လိုရှာတဲ့အချိန်မှာအမြန်ဆုံးနည်းကဘာလို့တာလဲဆိုလင်းပေါ်ကပြီးတော့ sonar wire တွေကိုပစ်ချတာဒါကဘလို့မတ်တမှာသုံးလဲဆိုရင်ဥပမာရန်သူရင်ကုန်သင်္ဘောကကိုဒီရေပိုင်တဲ့ထဲကိုဝင်လာတယ်လိုက်ရှာတယ်ဆိုလို့ရှိရင် sonar wire တွေပစ်ချတဲ့အခါမှာဒီ sonar တွေကမလို့သူကလိုက်နားထောင်တယ်ဒီရင်ကုန်သင်္ဘောကထွက်တဲ့အတန်ပေါ့နော်အခုလည်းပဲဒီပျောက်ဆုံးသွားတဲ့တိုက်တန်ရင်ကုန်သင်္ဘောလေးကလာလောက်မဲ့အတန်မျိုးကိုသူတို့ကလိုက်ပြီးတော့နားထောင်နေတာအချက်ပေးတန်လားဒါမှမဟုတ်အဲ့ချိန်မှာပောက်ကွဲသွားလို့ပောက်ကွဲတန်လားဆိုပြီးသူကနားထောင်နေတာဒါမှမဟုတ် system ကဘာအတန်မျိုးလွတ်မလဲပေါ့နော်အဲ့တော့ကြာသပတေးနေ့နဲ့ဗုဒ္ဓဟူးနေ့မှာအားလုံးကအားနေတက်တယ်ဘာလို့တက်လဲဆိုရင် Titan ရှိရမီတော့တက်တော့တပန်းပန်းပေါ့နော်ဒီတီးနေတဲ့အတန်လေးကြားရတယ်လို့သူတို့ကထင်တယ်ရေအောက်ထဲမှာကတစ်ခုဆက်သွယ်လို့မရတဲ့ခါကျတော့သူကဘာလုပ်လဲဆိုတော့ radio wave ကလည်းအသုံးဝင်ဘူး electromagnetic wave ကအသုံးဝင်ဘူးအဲ့တော့ sonar ပဲသုံးလို့ရတာအတန်လိုင်းပဲသုံးလို့ရတာဒါပေမဲ့ရေအောက်ထဲမှာတစ်ခုခောက်လိုက်လို့ရှိရင်ဒီတောက်ဆိုတဲ့ဟာမျိုးကိုသူကဟိုကျင်းတန်း Moscow ရိုက်ပြီးတော့အဆက်အသွယ်လုပ်တယ်လို့မျိုးအဲ့လိုမျိုးအတန်ပေးလို့ဆိုတော့ဒီလိုအတန်မျိုးပေးလို့ရတယ်အဲ့လိုမျိုးပေးလို့ရတဲ့အခါမှာအတန်အရန်ကျယ်တယ်ကျယ်တဲ့အတွက်ကြောင့်မလို့သူတို့ကအဲ့ဒီဟာကိုလိုက်ပြီးနားထောင်နေတာဒါပေမဲ့တကယ်တမ်းပြောရရင်တိုက်တန်ကလာတဲ့အတန်လားဆိုတာသူတို့ကြားတဲ့အတန်ကတိုက်တန်ကလာတဲ့အတန်လားဆိုတာလည်းမကျင်းသေးပြန်ဘူးဘာဖြစ်လဲဆိုတော့ဒီနေရာကတိုက်တန်နဲ့သင်္ဘောကြီးရှိနေတဲ့နေရာဖြစ်နေတယ်အဲ့တော့ဒီသင်္ဘောပြက်ကြီးကတန်တယ်တွေကလည်းအကြောင်းတစ်ခုကြောင့်ပိန်နာချိုင်နာရာသီဥတုအေးတဲ့ဓာတ်တွေကြောင့်မလို့သူကဟိုအပြောင်းလဲဖြစ်တာမျိုးတော့အတန်နဲ့ထွက်နိုင်သေးတယ်အဲ့တော့အဲ့ဒီမှာလူတွေကမေးစရာရှိတယ်ဟုတ်ပြီဒီနစ်မြုပ်သွားတဲ့ Titan သင်္ဘောရင်ကုန်သင်္ဘောလေးကအသက်ရှင်နိုင်သလားလူတော်တော်များအဲ့ထဲကမှန်းကြတယ်ပညာရှင်တော်တော်များမရှင်းနိုင်ဘူးဘာကြောင့်လဲဆိုလို့ရှိရင်ဒီရေအောက်ထဲမှာနစ်မြုပ်နေတယ်ဆိုမပေါက်ကွဲဘူးပဲထားရေအောက်ထဲမှာ temperature က0 degree Celsius လောက်နီးပါးလောက်ဒီထဲမှာနီးပါးလောက်နေတယ်ခါကျတော့ပူတတ်မရဘဲနဲ့အနှွေးတတ်မရဘဲနဲ့သူတို့အသက်ရှင်ဖို့ဆိုတာကဒီလောက်3လေးလောက်မှာမလွယ်ဘူးเนาะသဘောကဘာလဲဆိုတော့အားလုံးကရေခဲတက်တာထဲမှာဝင်ရောက်ပြီးတော့ဟိုရေခဲတက်တာရဲ့အေးကန်ထဲမှာ3ရက်လောက်ဇက်တိုက်နေရတဲ့အတန်အခြေအနေမျိုးဖြစ်နေတာနောက်တစ်ခုကမတော်တဆသူတို့ကအကြောင်းတစ်ခုအကြောင်းရေပေါ်တက်လာနိုင်တယ်ပဲထားရေပေါ်ရောက်လို့ရေမျက်နှာပေါ်ရောက်နေပြီဒါပေမဲ့တကားကအပြင်းအမမူလီနဲ့အသေးပိတ်ပြီးတော့ဟိုအသေးပိတ်ထားတာဘာဖြစ်လို့မူလီနဲ့အသေးပိတ်ထားလဲဆိုတော့ဒီလိုမျိုးဖွင့်လို့ပြုတ်လို့လွယ်တဲ့တကားမျိုးတော့လုပ်လို့မရဘူး
သူကဘယ်လိုလဲဆိုရင်ရေအောက်ထဲကိုပစ်ချလိုက်တဲ့ဒီ vessel တစ်ခုခုကိုသူကလုံးဝရေဝင်လို့မရအောင် failure မဖြစ်အောင်လို့တကားကိုအပြင်ကပြီးတော့အသေးပိတ်ထားတာအဲ့လိုပိတ်ထားတဲ့အခါကျတော့ပြဿနာကဘာလဲဆိုတော့ရေပေါ်ရောက်နေရင်တော့မှတယောက်ကလာမဖွင့်ပေးနဲ့ပြင်ကိုထွက်လို့မရဘူးပါသွားတဲ့အောက်ဆီဂျင်ကလည်း66နာရီစာပဲရှိတယ်အဲ့ဒီအတွက်ကြောင့်မလို့သူတို့တွေအသက်ရှင်လဲပြန်တွေးဖို့မလွယ်တော့ဘူးဆိုပြီးအားလုံးကပြောနေကြတာအဲ့တော့တစ်ခါထပ်ပြီးတော့ဒီနေရာမှာအသေးစိတ်နည်းနည်းရှင်းပြချင်တာကအဓိကပြောချင်တာက implosion နဲ့ explosion အကြောင်း explosion ဆိုတာဘာလဲဆိုလို့ရှိရင်ဥပမာ gas ore တစ်ခုထဲမှာမီးလောင်မှုဖြစ်တယ်အပူကြောင့်ပေါက်ကွဲမှုဖြစ်တယ်ဘာလဲဆိုရင်အပူတက်လာတယ်အပူတက်လာလို့ရှိရင်ဒီ temperature ဟာ pressure နဲ့ ဓာတ်ရိုက်ချိုးကြတဲ့အတွက်ကြောင့်မလို့ဒီဖိအားရတယ်အထက်မှာတိုးလာတယ်အဲ့တော့အတွင်းဖိအားအတင်းများလာတဲ့အခါမှာအပြင်ဘက်ကိုဝုန်းနဲ့ဆိုပြီးထပ်ပေါက်သွားတယ်ဒါမျိုး gas ore တွေထပ်ပေါက်တဲ့ပုံစံမျိုးအဲ့ဒါက explosion implosion ဆိုတာじゃအဲ့လိုမဟုတ်ဘူးအပြင်ကဖိအားကအတွင်းကဖိအားထဲများနေတယ်အရန်ကိုကွာဟာတဲ့အချိန်မှာဖြစ်တယ်ဘယ်လိုဟာမျိုးမှာဖြစ်လဲဆိုရင်ဒါကဘူးသူတော်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကောက်ပဲသီးနှံတူလောင်တဲ့ဒီတိုင်ကြီးကြီးတွေတန့်ကြီးတွေနောက်ပြီးတော့စီထဲတူလောင်တဲ့ဟာတွေရေနံတို့ဓာတ်စီတို့ရေနံစိမ်းတို့တူလောင်တဲ့စီတိုင်ကြီးအကြီးတွေမှာလည်းအဲ့လို pressure ကွာဟာမှုဖြစ်တဲ့အချိန်မှာဖြစ်တတ်တယ်အဲ့တော့ volume ကကြီးတယ်အပြင်က pressure ကများတယ်အတွင်း pressure ကအရင်နေတယ်အတွင်းမှာ vacuum လိုမျိုးသူက pressure အရင်နေသွားတဲ့အချိန်မှာအပြင်ကဖိအားကြောင့်ရှုံ့ပြီးတော့ပိန်လိန်ပြီးတော့သူကအတွင်းကိုနှိမ့်ဝင်သွားတယ်နှိမ့်ဝင်သွားတဲ့အချိန်မှာအကြောင်းတွေပေါ်လာတယ်အဲ့အကြောင်းပေါ်ပြီးတော့ pressure တန်ကြောင့်သူကတစသည်ကွဲထွက်သွားတယ်အဲ့ဒါကို implosion လို့ခေါ်တယ်အဲ့တော့ Titanic ကဘာဖြစ်လို့ implosion ဖြစ်ရတာလဲဆိုလို့ဒီ Titanic သင်္ဘောနားမှာအခုနစ်မြုပ်သွားတဲ့ Titan သင်္ဘောလေးကဘာဖြစ်လို့ implosion ဖြစ်ရတာလဲဆိုလို့ရှိရင် Titanic သင်္ဘောရှိတဲ့နေရာအဲ့နေရာကသူ့ရဲ့ဖိအားက6000 psi 6000လောက်ရှိတယ်ဒီရေမျက်နှာပြင်နေရာမှာရှိတဲ့ psi ကကျွန်တော်တို့ကလက်ရှိနေတဲ့ psi က 14.7 14.8 psi ပဲရှိတယ်အဲ့တော့အစာပေါင်းက900ကျော်လောက်အစာပေါင်းက400လောက်ကွာနေတယ်အဲ့တော့ဒီလို400လောက်ကွာနေတဲ့အခါကျတော့ဒီ14နဲ့6000လောက်ကွာတဲ့အခါကျတော့ pressure အများများတဲ့အတွက်ကြောင့်မလို့ implosion ဖြစ်သွားတာအဲ့လို implosion မျိုးဖြစ်လို့ရှိရင်သူကဒီမိုင်ပေါင်းထောင်နဲ့ချီပြီးတော့ကြားရတယ်လို့ပြောတယ်။ဆိုနာစစ်တမ်းမှာကြားရတယ်လို့ပြောတယ်။အဲ့တော့ခုနလိုပေါ့ American ရေတပ်ကသူချထားတဲ့ဒီထောက်လိုင်းရေးဒီဆိုနာတွေကပြီးတော့ဒီကောင့်ကိုသူတို့ကကြားလိုက်ရတာနဲ့ပြန်တိုက်ကြည့်မယ်ဆိုရင်ဒါဖြစ်နိုင်တယ်။အခုကလည်းဟိုကတွေ့နေပြီလို့ပြောတာဟုတ်ဒီအစိတ်ပိုင်းနေတွေ့နေရပြီလို့ပြောတာဟုတ်အဲ့တော့ဒီနေရာမှာနည်းနည်းလေးအကြောင်းပြန်ပြောရရင်ဒီ Titan သင်္ဘောဘယ်လိုဆင်းသွားတာလဲ Titan သင်္ဘောကအဲ့ဒီနေရာမှာ Titanic ဒီသင်္ဘောပြက်ကြီးရှိတဲ့နေရာအပေါ်တက်တဲ့နားလောက်မှာသူတို့ကပြီးခဲ့တဲ့တင်းနှင်းငွေနေ့ Sunday မနေ့8နာရီမှာသူကသူ့ရဲ့မိခင်သင်္ဘော Polar Prince ကပြီးတော့သူကခွဲထွက်ပြီးတော့ရေအောက်ထဲကိုသူကဆင်းသွားတယ်အဲ့ဒီအချိန်မှာရာသီဥတုလေးအချိန်ကြီးကောင်းတယ်ဆိုပြီးတော့သူကဆင်းသွားတယ်တကယ်တော့သူကညနေ3နာရီမှာရေမျက်နှာပြင်ပေါ်ကိုပြန်တက်လာမှာအဲ့တော့ Titanic ရှိကိုအသွားကို2နာရီကြာတယ်အဲ့လို Titanic ရှိမရောက်သေးဘူးအဲ့ဒီအချိန်ရေအောက်ထဲမှာတနာရီနဲ့45မိနစ်လောက်အကြာမနေ့9နာရီ45မိနစ်လောက်မှာအပေါ်နဲ့ရေမျက်နှာပြင်နဲ့အဆက်အသွယ်ပြတ်သွားတယ်တကယ်တော့ဒီ American ကမ်းခြေဆောင်တပ်ဖွဲ့ကတိတာကညနေ9နာရီ45လောက်မှာတိတာညဒီဘယ်လို8နာရီကြာလောက်မှတိတာအဲ့တော့တော်တော်များဝေဖန်ကြရတယ်ပေါ့နော်ဟိုအချိန်ရမ်းကုန်သွားတယ် waste ဖြစ်တယ်ပေါ့အဲ့တော့အဲ့ချိန်မှာလူတွေအားလုံးစိုးရိမ်တာကဘာလဲဆိုရင်အထဲမှာကာဗွန်ဒိုင်အောက်ဆိုက်များလာမယ်ပြီးတော့အောက်ဆီဂျင်နည်းလာမယ်အဲ့တော့ကာဗွန်ဒိုင်အောက်ဆိုက်ကအသက်လူတွေကရှူထုတ်နေတဲ့ကာဗွန်ဒိုင်အောက်ဆိုက်တဖြည်းဖြည်းနဲ့များမယ်ပုံမှန်အားဖြင့်အဲ့ဒီရေငုံသင်္ဘောထဲမှာလူတယောက်စီကဒီရှူထုတ်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်ကတက်လာပြီဆိုလို့ရှိရင်ဒီထဲမှာလေထဲမှာဘယ်လောက်ရှိလာမလဲဆိုရင်ကာဗွန်ဒိုင်အောက်ဆိုက်က400 parts per million ဖြစ်မယ်အဲ့ရမှာတဖြည်းဖြည်းနဲ့1000 parts per million ဖြစ်မယ်အဲ့ဒီမှာတော့5000 parts per million ဖြစ်လာပြီဆိုရင်လူကခေါင်းရမ်းကြိုက်လာပြီးတော့လူကဟို hypo စီယာရလာလိမ့်မယ်အဲ့တော့အဲ့လိုဖြစ်သွားပြီဆိုရင်ဒီအောက်ဆီဂျင်ပမာဏကရှိသင့်ရှိလိုက်တဲ့ပမာဏရဲ့ 10% လောက်ပဲရှိပြီဆိုရင်လူတွေကဟိုဘယ်လိုပြောမလဲသတိရဖို့တော့မလွယ်တော့ဘူးအဲ့တော့အဲ့ဒီလိုအဖြစ်ပြက်မှာဖိုးကန်ကောင်းကပါမသွားဘဲနဲ့ကြံခဲ့တဲ့ဖိုးကန်ကောင်းကဘယ်လိုလဲဆိုလို့ရှိရင်Sir Richard Branson ရဲ့တငယ်ချင်း Chris Brown ဆိုတဲ့ပုဂ္ဂိုလ်သူကမီလီယံနာသူကဘာဖြစ်လို့လိုက်မသွားတာလဲဆိုတော့အစစာချုပ်သူကစီယံငွေပေးပြီးသားဒါပေမဲ့လိုက်သွားတဲ့အချိန်ကြလို့ရှိရင်ဒီ
ဒီသင်္ဘောပေါ်မှာတိုက်တန်သင်္ဘောကိုထိန်းချုပ်တာကဟိုဘယ်လိုပြောမလဲသူ့မှာအပေါ်အောက်တက်တဲ့ဟာကခလုတ်လေးတစ်ခုပဲပါတယ်ဓာတ်လေကားပေါ်မှာအပေါ်တက်အောက်ဆင်းလောက်ပဲတစ်ခုပဲပါတယ်ကျန်တာဘာမှမပါဘူးသူ့မှာဟိုဘဲကွေးညာရွှေ့အပေါ်တက်အောက်ဆင်းကိုနောက်ထပ်ဘာတက်ထိန်းချုပ်လဲဆိုတော့အသေးစိတ်ထိန်းချုပ်တာက Longitech ကဒီ joystick game ဆော့လို့ရတဲ့ joystick ကိုပြုပြင်ထားတဲ့ဟာနဲ့ထိန်းချုပ်တာအဲ့တော့ဒီချိန်မှာ तू ကမပျော်ဘူးဒီ joystick တစ်ခုဖြစ်ခဲ့လို့ရှိရင်ဘယ်လိုလုပ်မလဲ joystick ဆိုတာကအလွယ်တကူပျက်စီးနိုင်တဲ့ဟာမျိုးနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီအောက်ကိုဆင်းတဲ့ပေပေါင်း12000ကျော်လောက်ကိုဆင်းသွားတဲ့ဟာကဘာအဲ့ဟာကိုဒီအကြာကြီးဆင်းတဲ့2နိုင်လောက်ဆင်းသွားတဲ့ဟာအပေါ်ပြန်တက်လောက်ရမယ့်ဟာကိုဘာနဲ့ဒီအတက်ဆင်းအတွက်အလေးချိန်ကိုထိန်းထားလဲဆိုရင်ဒီ balance ကိုထိန်းလဲဆိုလို့ရှိရင် bollet system က construction ကဟို construction တွေမှာတုံးတဲ့ညမ်းတွေမှာတုံးတဲ့တန်ပိုင်လုံးကိုတုံးထားတယ်လို့သူကပြောတယ်အဲ့ဒီမှာပုံတွေထဲမှာလည်းတန်ပိုင်လုံးပုံစံတန်ကြီးတဲ့တန်ပိုင်လုံးပုံစံကိုတွေ့ရတယ်အဲ့တော့ဒီနှစ်ခုနဲ့ဆိုရင်ဒါက commercial ဒီရေရောက်ဆင်းတဲ့စနစ်မှာအပျော်တမ်းဒီဟိုရေကူးကန်ထဲမှာဆင်းတဲ့ဟာမဟုတ်ဘူးအဲ့တော့ဒီလိုဟာမျိုးမှာဒီလိုမျိုး bollet system မျိုးသုံးတာသူလုံးဝလက်မခံနိုင်ဘူးဆိုပြီးတော့ Chris ကလိုက်မသွားဘူးသူကန်ကောင်းတာအဲ့တော့ Chris ကဘာလုပ်လဲဆိုတော့ email ပို့လိုက်တယ်ဘလို့မှသူဒီပွဲမှာပြန်မပါနိုင်ဘူးသူပတ်စံပေးလိုက်ပါဆိုပြီးတော့သူကပြောခဲ့တယ်အဲ့တော့ဘယ်သူတွေပါသွားလဲဆိုတော့တကယ်တမ်းစပြောရရင်ဒီ British billionaire Hamish Harding ပါသွားတယ်သူကအရန်ချမ်းသာနေတဲ့လူသူလိုလူမျိုးဆိုတာကတကယ်တမ်းပြောရရင်ဟိုလူတယောက်ကိုဟိုကားတစ်စီးဝယ်ပေးလိုက်တယ်ဆိုတာသူ့အတွက်ရေခဲရေဟိုတစ်ခွက်ဝယ်တောက်တဲ့ပတ်စံလောက်ပဲအကုန်ကြရှိတာအဲ့လိုလူမျိုးကသူကဒီမှာစူးစမ်းရှာဖွေရေးအတွက်သူက adventurer အနေနဲ့သူကလိုက်သွားတာအဲ့ဒီမှာသူပါသွားတယ်နောက်တစ်ခုကဘလူးပါဝါလဲဆိုလို့ရှိရင်ဒီချားပြည်နဲ့ရင်းနှီးတဲ့ပါကစ္စတန်ကတထေးကြီးဖြစ်တဲ့ရှာဇဒါဒါဝုဒ်48နှစ်နဲ့သူသားဆူလီမန်19နှစ်ပါသွားတယ်နောက်တစ်ခုကဒီမှာအဲ့တော့ဒီမှာ3ယောက်ရှိပြီနောက်တစ်ယောက်ကဘယ်လိုလဲဆိုတော့နာမည်ကြီးတိုက်တန်နစ်သင်္ဘောကိုချာပွေတွေ့တဲ့လူတွေမှာလည်းပါတယ်လို့ပြောတဲ့ရင်ကုန်သမားPaul Henry ပါသွားတယ်သူက89နှစ်ပေါ့နော်80နီးနေပြီသူဒါနောက်ဆုံးသူ့ရဲ့ခီးဖြစ်မယ်ဆိုပြီးသူဆင်းသွားရင်တကယ်ကိုနောက်ဆုံးခီးဖြစ်သွားတာအဲ့တော့နောက် Blue Power လဲဆိုရင်ဒီအခုဟာကို season နဲ့ Ocean Gate ကကုမ္ပဏီရဲ့ boss founder ဖြစ်တဲ့Stockton Rush ပါသွားတယ်အဲ့နေရာမှာလည်းအယူသေးမယ်ဆိုရင်လည်းအယူသေးဖို့အတွက်ပြောစရာတွေကအများကြီး Stockton Rush ကမိန်းမ 1D Rush ကဘသူရဲ့တီတွတ်အေးပေါ့တီတွတ်ပေါ့နော်တွတ်လို့ခေါ်မှာပေါ့သူ့ရဲ့ဒီ 1D Rush ကအဖွားရဲ့အဖွားကအဖိုးအဖွားတွေကဒီ Marcy Department Store အမေရိကမှာရှိတဲ့နာမည်ကြီး Marcy Department Store ရဲ့ပိုင်ရှင်တွေအဲ့ဒီပိုင်ရှင်2ယောက်ဖြစ်တဲ့ Isidore Strock နဲ့သူမိန်းမ Ida တို့ကတိုက်တန်နဲ့သင်္ဘောကြီးဒီရေခဲတောင်နဲ့တိုက်ပြီးတော့ရေအောင်နှိမ့်မြုပ်သွားတော့ကအထူးတန်းfirst class passenger တွေအဖြစ်သူကစီးရင်နဲ့ပါသွားခဲ့တာအဲ့တော့ 1D Rush ကိုယ်တိုင်ကလည်းသူအဖိုးအဖွားရုပ်ကျွင်းရှိလောက်တဲ့ဒီတိုက်တန်နဲ့သင်္ဘောကြီးကိုသူကတွားကြည့်ခဲ့သေးတာဘယ်တော့မှတွားကြည့်ခဲ့ဘူးလဲဆိုလို့ရှိရင်ဒီ2021 2022 2023မှာပင်လယ်ရောက်ကိုသူဆင်းပြီးတော့သူတွားကြည့်ဘူးတယ်လို့သူကသူ့ရဲ့ LinkedIn page မှာသူပြောထားတာရှိတယ်အဲ့တော့အခု 1D Rush ကိုယ်တိုင်ကလည်းဒီဆင်းသွားတဲ့တိုက်တန်ရေငုပ်သင်္ဘောနဲ့ရေမျက်နှာပြင်ကိုဆက်သွယ်တဲ့ system ကိုသူကတာဝန်ယူရတဲ့လူ communication director เนาะအဲ့တော့သူ့ယောက်ျားကိုယ်တိုင်ပါသွားတဲ့ဟာမှာဘာမှမတတ်နိုင်ဘူးအဲ့တော့ပါသွားတဲ့လူတွေကလည်းတယောက်ကိုဘယ်လောက်ပေးရလဲဆိုတော့ American dollar 2သိန်းခွဲပေးပြီးတော့သူက training ယူထားတာဘာလို့ဒါတော့များလဲဆိုတော့2သိန်းခွဲပေးပြီးတော့ training ယူထားတာအဲ့တော့ training ယူပြီးတော့အောက်ကိုဆင်းသွားတာအဲ့တော့ဒါဆိုရင်ရော်ကြေးပြန်ရနိုင်လားဆိုတော့ရော်ကြေးပြန်ရဖို့ကလည်းမရှိဘူးဘာလို့လဲဆိုလို့ရှိရင်တို့ကလက်မှတ်ထိုးထားတာဒီရေအောက်ကိုဆင်းသွားလို့ရှိရင်တို့မှာ risk ရှိတယ်လို့လက်မှတ်ထိုးထားပြီးသားပထမစာမျက်နှာမှာတင်သေနိုင်တယ်လို့3ချိန်ပါထားတယ်လို့ပြောတယ်ဒါပေမဲ့တစ်ခုတော့ရှိတယ် Ocean Wave ကအခုလိုလက်မှတ်ထိုးထားလို့တရားအစွဲမခံနိုင်တော့ဘူးတော့မဟုတ်ဘူးဒီပါသွားတဲ့၄ယောက်ကတရားမိသားစုတွေကတရားစွဲရင်စွဲလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလိုရှင်းပြတဲ့စာချုပ်ကဘူးမှဒီတေးတော့မသိသေးဘူးဒီစာချုပ်မှာအကယ်လို့များသူကဘာပါနိုင်လဲဆိုရင် risk ကိုတေချာမရှင်းပြထားဘူးဆိုရင်เนาะဒီ gross negligence နဲ့ hazard က evidence ဒီဒါတွေကို fully disclose ထားတယ်လို့ evidence တွေ့ရတယ်လောက်ထားဘူးဆိုတာတွေ့ရတယ်ဆိုရင်တရားစွဲလို့ရနေသေးတယ်ဒါကတစ်ပိုင်းအဲ့တော့ဒီနေရာမှာကျွန်တော်အဓိကပြောချင်တာက safety issue ဘာဖြစ်လို့ safety issue ကိုပြောချင်တာလဲဆိုတော့ဒါဘူးသူရအနေနဲ့ပြောချင်တာပေါ့နော် safety ကအများအရေးကြီးတယ်ဒီတိုက်တန်ရင်ကုန်သင်္ဘောလေးစတယ်ဆိုတာနဲ့2018ဒီ January 17ရက်နေ့မှာဒီ Ocean Gate ကအဲ့ဒီတုန်းက
ဒီလူကဘာလဲဆိုရင် Maritime ဒီ operation သူကdirector David Loshrid သူကsorry သူက Marine Operations Director သူကဘာပြောလဲဆိုတော့ထောက်ပြတယ်ဒီ Titan သင်္ဘောလေးကအခြေအနေမကောင်းဘူးသူနဲ့ပတ်သက်ပြီးတော့ရေအောက်မှာအရန်ပြင်းထန်တဲ့ deep water intense pressure ကိုခံနိုင်တဲ့စမ်းသပ်မှုမျိုးမလုပ်ရသေးဘူးလို့သူကထောက်ပြတယ်အဲ့တော့သူကအဲ့ဒါကို18ရက်နေ့မှာပြောတယ်နောက်နေ့19ရက်နေ့မှာကုမ္ပဏီမှာ meeting ခေါ်ရတာပဲ Ocean Gate မှာအဲ့တော့အဲ့ဒီ meeting မှာသူကထောက်ပြတယ်ဒီလိုပဲလိုအပ်တဲ့ testing တွေထပ်လုပ်ရအောင်မယ်လို့သူကပြောတယ်အဲ့လိုလဲပြောရောအဲ့မှာအငင်းခုန်နေဖြစ်ပြီးတော့ဒီ David ကိုအဲ့နေ့မှာပဲသူကအဲ့နောက်ပိုင်းမှာပဲသူကကုမ္ပဏီကကန်ထုတ်ခံရတယ်အဲ့တော့ David ကလည်းမကြင်မနှက်နဲ့ဒီကိစ္စကိုအပြင်မှာဆက်ပြောပုံရတယ်ဆက်ပြောတော့အတန်ထွက်လာတဲ့အခါကျတော့ Ocean Gate ကဇွန်လနဲ့ဇူလိုင်2018မှာ David ကိုတရားစွဲတယ်ဒီသူတို့ရဲ့ confidential information တွေကိုအပြင်ပေါက်ကြားမှုပေါ့နော်အဲ့တော့ August 2018မှာ David ကလည်းနောက်လမှာပြန်ပြီးတော့ counter suit ပြန်လုပ်တယ်တရားပြန်ဆွဲတယ်ဘာလဲဆိုရင်တကယ်တော့ Ocean Gate အနေနဲ့သူ့ကိုတရားစွဲတာတရားမဝင်ဘူးတကယ်တမ်းပြောရင်သူကအရေးကြီးတဲ့နော် safety နဲ့ပတ်သက်တဲ့ကိစ္စတွေကိုလူတွေအားလုံးသိဖို့အတွက် innocent passenger တွေအနေနဲ့သိတဲ့ကြတာတွေကိုသိဖို့အတွက်သူ့အနေနဲ့ထုတ်ပြောနေရတာဖြစ်တယ်ဆိုပြီးသူကတရားပြန်ဆွဲတယ်အဲ့တော့နှစ်ဖက်ပြန်လည်တရားစွဲနေနောက်ပိုင်းကျတော့သူတို့စက်တက်လုပ်လိုက်ပြီးတော့ညှိနှိုင်းပြီးတော့အတန်ပြောက်သွားတယ်အဲ့ဒီနောက်ပိုင်းမှာထပ်ပြီးအတန်ထွက်လာတာက Marine Technology Society ဒီရေကြောင်းနည်းပညာအဖွဲ့ကြီးရဲ့ chairman ဖြစ်တဲ့ Will Conan ကအတန်ထွက်လာတယ်သူကစာရေးတယ်ဘာပြောလဲဆိုလို့ရှိရင် Ocean Gate ကို2018 match လ29မှာတည်းသူကစာရေးပြီးပြီဘာတစ်ခုပြောထားလဲဆိုလို့ရှိရင်အဲ့မှာသူ့စာကိုလက်ခံတာကအခုရေအောက်ထဲကိုပါသွားတဲ့ CEO Stoughton Rush ကိုယ်တိုင်ပါသွားတဲ့လူသူရှိတော့ဘာပြောလဲဆိုတော့ဒီကိုနန်ကပြောတယ်ဒီရေအောက်ထဲကိုငုတ်သွားတယ်ရေအောက်ငုတ်မယ်ဆိုတဲ့သူတို့စီစဉ်နေတဲ့တိုက်တန်ရင်ကုန်သင်္ဘောလေးအနေနဲ့ဘယ်လို certificate တွေယူထားပြီးပြီလဲအနည်းဆုံးအဆင့်က DMVGL လို့ certification body တစ်ခုကပြီးတော့ certificate ယူထားရမယ်ဟုတ်ပြီနော်အဲ့တော့ DMVGL ဆိုတာဘာလဲဆိုရင် Independent Quality Assurance and Risk Management Company မျိုးအဲ့တော့ကျွန်တော်တို့အနေနဲ့လည်း DMV နဲ့ဆက်ဆံဖို့ပဲအဲ့တော့သူကဘယ်လို company မျိုးလဲဆိုလို့ရှိရင် underwater vehicle တွေရဲ့ design safety ကိုဒီဘယ်လောက်လုံခြုံစိတ်ချမှုရှိလဲဆိုတဲ့ design နဲ့ပတ်သက်ပြီးတော့သူကဘယ်လိုပြောရမလဲ company တွေကမဟုတ်ဘဲနဲ့တပ်ပါတီအနေနဲ့သူကအရေးသွေးကိုသူစစ်ပေးတဲ့ကောင်အဲ့တော့ DMVGL လို့ကောင်မျိုးကတကယ်တော့စိတ်ချရလားဆိုကျွန်တော်အမြင်ပြောရရင်စိတ်ချရတယ်သူကနှစ်ပေါင်း40လောက်အဲ့ဒီ underwater vehicles တွေနဲ့ပတ်သက်ပြီးတော့သူကအဲ့လိုမျိုး certification လုပ်ပေးတာနှစ်ပေါင်း40လောက်အတွေ့အကြုံရှိတယ် design နဲ့ safety ပေါ့နော်အဲ့လိုဟာမျိုးတွေအခုရေအောက်မှာစူးစမ်းရှာဖွေသွားနေတဲ့ယင်းတွေမှာ DMV GL ကောင်မျိုးကသူက certificate ပေးထားတယ် DMV GL က certification ပေးတာတော့သူကအများကြီးပဲသူက computer system တွေမှာလည်းပေးတယ်သင်္ဘောတွေမှာလည်း DMV GL ကပေးတယ်နောက်တစ်ခုကဘာပေးလဲဆိုလို့ရှင်စေးုံတွေမှာလည်း DMV GL ကလုံခြုံစိတ်ချမှုရှိမရှိဒါ certification ပေးတာတွေရှိတယ်အဲ့တော့ဒီလိုဟာမှနဲ့ပတ်သက်ပြီးကျွန်တော်အတွေ့အကြုံကဘာပြောရမလဲဆိုလို့ရှိရင်ဒီ third party certification ကအရန်ကိုအရေးကြီးတယ်။ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကိုယ်တိုင်လည်း2009 2010ပေါ့နော်။အဲ့ဒီမှာ2014 2015 2016အဲ့ဒီမှာကျွန်တော်တို့ဒီ third party certification ကိုကျွန်တော်တို့လုပ်ခဲ့ရတာရှိတယ်။2019မှာဆိုရင်ကျွန်တော်တို့ကဒီသင်္ဘောမှာသုံးနေပေါ့နော်။အခုလိုရင်ကုန်သင်္ဘောပုံစံမျိုးစင်လေး cylinder ပုံစံလေးအဲ့ဒီ pressure O လေးကိုကျွန်တော်တို့ကcertification လုပ်ရတယ်အဲ့တော့ကျွန်တော်တို့ရောင်းတော့မယ်ဆိုရင်ဘာလုပ်ရလဲဆိုလို့ရှိရင်သူကကြတော့အခုဟာပေါ့နော်သူက implosion test ကိုလုပ်ရမှာကျွန်တော်တို့ဒီအနေထားနဲ့ကြတော့ explosion test ကိုလုပ်တယ် explosion test ဆိုတာကဘယ်လိုလဲဆိုလို့ရှိရင်ဒီ O လေးတွေကို pressure O လေးတွေကိုကျွန်တော်တို့ကဒီ steam နဲ့ထားတော်တော်ရွတ်ထူတယ်တလားမှကျွန်တော်ထူတယ်အဲ့ထူတဲ့ O လေးတွေကိုကျွန်တော်တို့ကရေထည့်တယ်ရေထည့်ပြီးတော့အပြင်ကနေတော့ pressure PSI ကိုတင်ပေးတယ်ကျွန်တော်မှတ်မိတာအဲ့တော့မှဆိုရင်100ကမိတော့400လောက်ကိုတင်ပေးရလို့တင်တယ်တကယ်လိုအပ်တာက200ကျော်လောက်မှာဒါပေမဲ့ certification တော့ဘူးသရအနေနဲ့ပြောရမယ်ဆိုရင် certification တွေလုပ်ပြီး test လုပ်ပြီးဆိုရင်200မှာလိုအပ်တယ်ဆိုရင်250ဆိုကြပါဆိုလိုအပ်တယ်ဆိုရင်250လုံးဝလုပ်လို့မရဘူး250တဲ့ပုံများရမယ်အဲ့ဒီမှာ certification body ကသူက failure ဖြစ်နိုင်တဲ့ point ကိုအထိသူကစမ်းခိုင်းပြီးတော့သူတို့သတ်မှတ်တာရှိတယ်အဲ့သတ်မှတ်တဲ့အတိုင်းကျွန်တော်တို့က လိုက်လုပ်ပါတယ်အခုပြဿနာကဒီ Ocean Gate အနေနဲ့ပြောတော့တာလွယ်တာလူတွေက certificate လုပ်ကြပါဆိုတာပြောတာ Ocean Gate အနေနဲ့ဘာဖြစ်လို့ဒီရေရဲမြုပ်သွားတဲ့သင်္ဘောလေးကိုတိုက်တန်ရင်ကုန်သင်္ဘောလေးကို certification မလုပ်ထားတာလေထင်တယ်လို့မလွယ်ဘူး
တစ်ချက်ဒီတိုက်တန်ကျွန်တော်အမြင်ပြောရရင်ဒီတိုက်တန်ရင်ကုန်သင်္ဘောလေးက tracker တစ်စီးရွယ်လောက်ရှိတယ်။နောက်ကျွန်တော်တို့လုပ်ရမယ့်ဒီ test က explosion test မဟုတ်ဘူး implosion test ဆိုတာအပြင်ကမှာဖိအားပေးပြီးတော့ဒီတိုက်တန်ရင်ကုန်တိုက်တန်နဲ့သင်္ဘောကြီးရှိတဲ့နေရာက 6000 psi လောက်ရှိတယ်ဆိုရင်ကျွန်တော်ထင်တယ်မှန်းတာအနည်းဆုံး 7000 8000လောက်ရှိတဲ့ psi လောက်နဲ့သူက pressure ပေးပြီးတော့ဒီကောင်ကို stress test လုပ်ပြီးတော့ကွဲသွားမလားမကွဲသွားမလားဆိုတာကိုသူက test လုပ်ရမှာအဲ့တော့အဲ့လိုလုပ်ဖို့အတွက် Ocean Gate အနေနဲ့ဒီ DMV GL ကိုသူကဘာပေးရမလဲဆိုရင် prototype ပေးရမယ်ဟိုကျွန်တော်တို့ဆိုရင်လည်းအဲ့လိုပဲ prototype ပေးရတာပဲကျွန်တော်အနေနဲ့ဆက်သွယ်ပြီးလုပ်ဖူးတာကဘာလဲဆိုရင် CSA Canadian Standard Association ဆိုတာကကနေဒါမှာရှိတဲ့ပစ္စည်းလုံခြုံစိတ်ချမှုအတွက်ကို CSA က certificate လေးသူကသူ CSA ဆိုတဲ့ logo လေးဝိုင်းဝိုင်းလေးကိုသူကအမြဲတမ်းထည့်အကယ်လို့ကနေဒါကသူကအမေရိကန်မှာလည်းသုံးလို့ရတယ်ဆိုရင်အမေရိကန်ဘက်မှာပါသူက certificate လုပ်ဒီ certify လုပ်ပြီးပြီဆိုရင်ဒီ CSA logo လေးဘေးမှာ CSA US ကနေဒါဆိုပြီးတော့သူကနှစ်ခုသွားတယ်အဲ့တော့အကယ်လို့ဟိုကျွန်တော်ကနေဒါသွားတော့ဆိုရင်ဘာဒီမှာတွေ့ခဲ့လဲဆိုရင်အမေရိကန်မှာလည်းကျွန်တော်တွေ့တယ်ဒီရေပိုက်ခေါင်းတွေမှာ CSA logo လေးတွေတွေ့တယ်ဒါကနေဒါ certify လုပ်ထားတာအမေရိကန်မှာဆိုရင် तू ကဒါဘူးတရအနေနဲ့ပြောရမယ်ဆိုရင် FM ရှိတယ် Factory Mutual နော်နောက်ဘာရှိနိုင်လဲဆိုရင် UL ရှိတယ် UL ဆိုတော်တော်များသိကြတယ် Underwriter Laboratory သူကအကယ်လို့ကနေဒါရော US မှာနှစ်ခုစလုံးသုံးရတယ်ဆိုရင် UL logo လေးမှာ तू က C နဲ့ US ဆိုပြီးတော့နှစ်ခုပါတယ် C ဆိုတာကကနေဒါဘက်မှာသုံးလို့ရတယ် US ဘက်မှာလည်းအတိအမှတ်ပြုထားတယ်လို့ပြောတာအဲ့တော့ကျွန်တော်တို့ဒီသုံးတဲ့ရေပိုက်ခေါင်းလိုဟာမျိုးတောင်မှဒီလိုမျိုး test လုပ်ရတယ်ဆိုလို့ရှိရင်ဒီရေအောက်ကိုဒီ6000 psi လောက်သွားတဲ့နေရာလောက် PR ရှိတဲ့နေရာလောက်မှာသွားတဲ့ဒီတိုက်တန်ရင်ကုန်သင်္ဘောလေးအနေနဲ့ test ကိုလုပ်တင်တယ်အဲ့တော့ပါသွားတာဘယ်သူတွေပါသွားလဲဆိုတော့ခုနပေါ့နော်ဒီဘီလနာတထေးတွေပါသွားတယ်တကယ်တမ်းပြောရင်သူတို့အတွက်ဒီလို test ကုန်ကြငွေကဘလောက်မှမကုန်ကြဘူးဟိုအများဆုံးကုန်1 million 2 million ပေါ့အဲ့လိုမျိုးကိုကုန်ကြမဲ့ဟာကိုသူတို့ကဟိုဂျုံကြီးစိတ်ချသွားနေ Ocean Gate ပေါ့ဟိုပုံအပ်ပြီးတော့သွားတယ်ပေါ့နော်ပါသွားဆိုတာလေဟို Ocean Gate ကတထေးကိုယ်တိုင်ဖောင်နာကိုယ်တိုင်ပါသွားတဲ့ခါကျတော့ rush ကိုယ်တိုင်ပါသွားတော့သူတို့ကလည်းယုံကြည်လိုက်တယ်ပေါ့အဲ့တော့မယုံကြည်တဲ့လူကတော့Chris လိုလူမျိုးကတော့မယုံဘူးဒီ certification ကိုဟာမျိုးပါမှသူကယုံမှာတကယ်တမ်းပြောရရင် certification ပါသွားရင်ဒီ certification body ကမျိုးတော့ certify လုပ်ထားရင်တောင်မှယုံလို့ရလားဆိုတာကကံပေါ်မူတည်သေးတယ်ဘယ်သူမှ 100% မဖြစ်နိုင်ဘူးလို့ပြောတာမဟုတ်ဘူးဒါပေမဲ့များသောအားဖြင့်အဲ့တော့လိုက်နာခဲ့ရင် certification နဲ့ procedure တိုင်းလိုက်နာခဲ့လို့ရှိရင်မပေါက်ကွဲနိုင်ဘူးဒါပေမဲ့တခုခုမလိုက်နာခဲ့ဘူးဆိုရင်ပေါက်ကွဲနိုင်သေးတယ်အဲ့တော့ဒီနေရာမှာခုနကျွန်တော်ပြောသလိုပေါ့နော်ဘာဖြစ်လို့ certify လုပ်ဖို့မလွယ်တာလဲဆိုရင်ဒီတင်မောလေးလိုဟာမျိုးက tracker ရွယ်လောက်ရှိတယ်အပြင်က pressure ပေးပြီးတော့သူ့ကိုစမ်းသပ်ရမယ်အဲ့တော့ pressure chamber ကြီးအကြီးလိုလာ pressure chamber ကြီးလောက်လာပြီးတော့ prototype လုပ်ရမယ်အဲ့ prototype လုပ်တဲ့အချိန်မှာဒီ prototype လေးကိုကျွန်တော်အမြင်ပြောရင်ဘယ်အချိန်မှာကွဲထွက်သွားသလဲဆိုတာအထိကို pressure ပေးပြီးစမ်းကြည့်ဖို့လိုတယ်အဲ့တော့မှဒီကောင်းရဲ့ failure point ကိုကျွန်တော်တို့ကရမှာဒါကျွန်တော်တို့ test လုပ်တဲ့အချိန်မှာအဲ့လိုပဲကျွန်တော်ဆိုရင်ဒါဟိုဒီ US နဲ့ Canada ကိုကျွန်တော်ပို့ပေးတယ်certification အတွက်ကျွန်တော်ပို့ပေးတယ် certification body နဲ့ပို့တယ်ဆိုရင်နှစ်ခုပို့ရတယ်တစ်ခုကအကွဲသူတို့မှကျွန်တော်ဟိုပို့လိုက်သေးကကျွန်တော်လက်မှတ်ရေးထိုးပေးလိုက်ရတယ်အခုကျွန်တော်ပို့လိုက်တဲ့ prototype ဒီပျက်စီးသွားပါစေပျက်စီးလို့ရတယ်သူတို့ပျက်စီးတဲ့အထိ test လုပ်လို့ရတယ်ဆိုပြီးတော့ကျွန်တော်ကလက်မှတ်ထိုးပေးရတယ်အဲ့တော့ဒီနေရာမှာ Ocean Gate အနေဒီလိုမျိုးဒီသူ့ရဲ့ဒီ Titan ရင်ကုန်သင်္ဘောလေးလိုဟာမျိုးကိုအပျက်စီးခံနိုင်သလားတကယ်တမ်းပြောရင်အပျက်စီးခံနိုင်မှသူကဆင်းလို့ရတာအဲ့တော့ဘလောက်မှ failure ဖြစ်တယ်ဆိုတော့ तू တိကိုသိရမှာ design တစ်ခုတည်းနဲ့ဟိုဘယ်လိုပြောမလဲကွန်ပျူတာထဲမှာဟို simulation လုပ်ထားတဲ့ design လောက်နဲ့လေသူတို့ကျင့်တတ်လို့မရလက်တွေ့ကအများအားဆန်းရမှာဒါကြောင့် failure ဖြစ်တယ်လို့ကျွန်တော်ကအဓိကအသိပေးချင်တာပါအဲ့တော့နောက်တစ်ခုက Ocean Gate အနေနဲ့ဘာဖြစ်လို့ဟိုမဆန်းတာလဲဖြစ်နိုင်တာကအချိန် timeline ကျွန်တော်တို့ကကျွန်တော်2012မှာပေးလိုက်တဲ့ဒီကျွန်တော်အဲ့ဒါ UK ကိုပို့လိုက်တာလန်ဒန်ကိုပို့လိုက်တာလန်ဒန်မှာ test လုပ်ခိုင်းတာမှတ်မိတာကဘစီဗာကိုထင်တယ်ဘစီဗာကိုလားဟုတ်တယ်ဘစီဗာကိုထင်တယ်ကျွန်တော်ပို့လိုက်တဲ့အခါမှာဘယ်လောက်ကြာလဲဆိုရင် test လုပ်တာ तू ကအချိန်ပေါင်းများစွာ तू က step by step သွားနေတာဒါပြီးရင်ဒီလိုဆန်းတယ်နောက်တစ်ခုဆန်းတယ်ဆိုတော့အဲ့တော့ဟိုမှာပင်လယ်ရေအောက်မှာရှိတဲ့စားငံရေနဲ့corrosion ဖြစ်ဆန်းတယ်ရေဖိအားကိုဆန်းတယ်နောက်လေနဲ့ဆန်းကြည့်တယ်အဲ့တော့
အဲ့ဒီမှာကျွန်တော်မှတ်မိတာကျွန်တော် certificate ရတာ2014လောက်မှာ August လောက်မှာရတယ်ထင်တယ်အဲ့တော့တစ်နှစ်ကျော်လောက်တော့အနည်းဆုံးကျွန်တော်ပြောပြမယ်6လကမျိုးတစ်နှစ်ကျော်လောက်ကြာတယ်အဲ့တော့ Ocean Gate အနေနဲ့အဲ့လောက်စောင့်နိုင်သလားဒီ certificate ရဖို့အတွက်ဒါတော့ငွေကုန်ကြခံနိုင်သလားအဲ့ဒါမေးစရာဒီကြားထဲမှာ certification ကဘယ်ဟာကိုယူမှာလဲ pressure တစ်ခုတည်းကိုယူမှာလားနောက်ပြီးတော့ electronic system ဒီမှာသုံးနေတဲ့ Ocean Gate ကသုံးတဲ့ဒီ dry state တို့ဘာလို့လဲဒီမပြတ်သွားပါဘူးဆိုတော့ဒီ system ဒီအောက်ထဲမှာမပြတ်ဘူး wiring system မပြတ်ပါဘူးเนาะနောက်ပြီးတော့ခုန bollet system အမှ balance ကိုညီဖို့အတွက်နောက်ရေရောက်စင်တာရေရောက်တက်တာအဲ့ဒီဟာတွေနဲ့ပတ်သက်ပြီးတော့သွားတာလာတာနဲ့ပတ်သက်တဲ့ဒီ mechanical system တွေရောဟိုပြဿနာမတက်နိုင်ပါဘူးလို့သူ certificate ယူထားသလားအဲ့လိုယူမယ်ဆိုရင်အနည်းဆုံးကျွန်တော်အမြင်ပြောရင်2နှစ်အနည်းဆုံးကြာနိုင်တယ်ဒါကိုယ်တိုင်လုပ်ဘူးတဲ့အတွေ့အကြုံရအဲ့တော့ rush အနေနဲ့ဒီဟာကိုမယူနိုင်ဘူးမယူနိုင်တဲ့အတွက်ကြောင့်မလို့သူကဟိုဒီမှာအငင်းကုန်ဖြစ်ကြတယ်အငင်းကုန်ဖြစ်တဲ့တရားတရားစွဲမှုတွေဖြစ်လာတယ်ဒီနေရာမှာဘာပြဿနာထောက်ပြကြလဲဆိုတော့အခုလိုမျိုးနောက်ဒီလိုပြဿနာမျိုးတက်ရင်ဘယ်သူတာဝန်ယူမှာလဲဆိုတဲ့ပြဿနာတက်လာပြီအဲ့တော့ဒီ underwater ဒီ adventure ကိစ္စမှာတကယ်တမ်းပြောရင် certification နဲ့ပတ်သက်ပြီးအရန်ဝိဖြစ်ကြတယ်အဲ့တော့နောက်ရေအောင်တဲကိုဆင်းမယ်တွားကြမယ်လေ့လာရေးလုပ်ကြမယ်ဆိုရင်တကယ်တမ်းပြောရင်ဒီ space တွေကိုတွားတာထက်တောင်ပို့ပြီးတော့ anti များတယ်ဘာလို့ဆိုတော့ communication ကချက်ချင်းပြတ်သွားမှာအဲ့တော့အဲ့လိုမျိုးအတွက်တေချာယူဖို့ certificate ယူမှလုံခြုံစိတ်ချမှဆင်းလို့ရမယ်ဆိုတာအားလုံးအနေနဲ့ဒီတေဆုံးသွားတဲ့9ယောက်ကအသက်ပေါ်မူဘယ်လိုပြောမလဲပေးဆက်ပေါ်မူတည်ပြီးတော့အားလုံးကလက်တွေ့ဘယ်လိုမှသင်ခန်းစာရလိုက်တယ်လို့ပဲကျွန်တော်အနေနဲ့မြင်ပါတယ်ကျေးဇူးတင်ပါတယ်နော်